ကျမတို့ astrology အရာကိုယ့်ရဲ့ birth chart မှာဘယ်လိုမျိုး Sorians တွေနဲ့ဘယ်လိုမျိုး degree တွေဘယ်လိုမျိုး planet တွေပါနေတယ်ဆိုလို့ရှိရင်ကျမတို့ချမ်းသာကြွယ်ဝနိုင်မလဲဆိုတာကိုဒီနေ့မှာပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်အခုဒီcontent လေးဟာဆိုလို့ရှိရင်ကျမတို့ astrology ကိုလေ့လာနေကြတဲ့သူတွေနဲ့ astrology ရဲ့အကြောင်းကိုအနေချင်းသိထားကြတဲ့သူတွေအားလုံးအတွက်ကိုပို့ပြီးတော့လွယ်လွယ်ကူကူနဲ့သဘောပေါက်နားလည်နိုင်မယ်လို့မြင်ပါတယ်အဲ့တော့ကျမတို့ရဲ့ budget မှာဘယ်လိုမျိုး planet တွေဘယ်လိုမျိုး house တွေမှာရှိနေတယ်ဆိုရင်ချမ်းသာနိုင်မလဲပေါ့နော်ပထမဦးဆုံးအနေနဲ့ကျမတို့ရဲ့ sun sign ကsecond house မှာရှိနေတယ်ဆိုလို့ရှိရင် sun in the second house မှာရှိနေတယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ကိုယ်တိုင်ဖန်တီးနိုင်မှု own creation တွေနဲ့เนาะကျမတို့ရဲ့ဂုဏ်သိက္ခာရှိမှုတွေကြောင့်မို့လို့ငွေရပြီးတော့ချမ်းသာနိုင်ပါတယ်ကျမတို့အများကြီးဖန်တီးနိုင်တဲ့အရာတွေကြောင့်မို့လို့ကျမတို့ငွေရနိုင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ Venus in the second house ကျမတို့ရဲ့ Venus က second house မှာရှိနေမယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ချစ်သူအိမ်ထောင်ဘက်ကြောင့်မို့လို့ကိုကချမ်းသာလာတာဒါမှမဟုတ်လို့ရှိရင်ကျမတို့ရဲ့ကန်ဆာတာအရာချမ်းသာလာတာမျိုးရှိနိုင်ပါတယ်ကျမတို့ရဲ့ Mercury က second house မှာရှိနေမယ်ဆိုလို့ရှိရင်ပညာဂုဏ်ကြောင့်ကြော်စောပြီးတော့ချမ်းသာတာဒါမှမဟုတ်ကျမတို့မိကောင်းဆွေကောင်းနေတဲ့တွေးဆုံပြီးတော့ချမ်းသာတာမျိုးတွေရှိလာနိုင်ပါတယ်နောက်ထပ်တစ်ခုကတော့ကျမတို့ Jupiter က second house မှာရှိနေတယ်ဆိုရင်အသက်အရွယ်ကြီးလာလေချမ်းသာဖို့ကံကပိုများလေဖြစ်ပြီးတော့မှရုပ်တရက်ချမ်းသာတာဒါမှမဟုတ်လို့ရှိရင်အစမ်းတက်ပြီးတော့ကန်စားတာတက်ပြီးတော့မှချမ်းသာသွားတာမျိုးတွေရှိနိုင်ပါတယ်เนาะနောက်တစ်ခုကကျတော့ Capricorn Aries Sagittarius placements များတဲ့သူတွေဆိုလို့ရှိရင်အလုပ်ကြိုးစားမှုတွေကံရဲ့အထောက်ပံ့ကောင်းမှုတွေကြောင့်မို့လို့ right times ကိုရောက်လာတဲ့အခါမျိုးမှာကျမတို့ချမ်းသာလာနိုင်ပါတယ် Aries Capricorn mid heaven ရှိတဲ့သူတွေကအလုပ်ကြိုးစားပြီးတော့စူးစောင်းနိုင်မှုတွေစီမံခန့်ခွဲမှုအားကောင်းတာတွေကြောင့်မို့လို့ချမ်းသာလာနိုင်ပါတယ်နောက်တစ်ခုကကျတော့ Taurus or Scorpio 23 degree 24 degree မှာရှိနေတယ်ဆိုလို့ရှိရင်ကျမတို့ငွေကိုအလွယ်တကူညှို့ငွေယူနိုင်တယ်စိတ်ပျော်လို့ရှိရင်ငွေဝင်တယ်ကျမတို့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ငွေကန်တွေကဓာတ်ရိုက်အချိုးကျနေတာဖြစ်ပြီးတော့မှ manifestation တွေပြုလုပ်ပြီးတော့ငွေကိုညှို့ယူတာမျိုးတွေလုပ်မယ်အဲ့လိုမျိုးတွေလုပ်မယ်ဆိုငွေရဖို့လို့အတွက်ကံပို့ပြီးတော့များတယ်ပေါ့နော်နောက်တစ်ခုကကျတော့ Neptune Uranus နဲ့ Pluto မှာအိတ်ဟောက်ရှိနေမယ်ဆိုလို့ရှိရင်ကျမတို့မျိုးရိုးစင်ဆက်အလိုက် generation နဲ့အလိုက်ချမ်းသာတာဒါမှမဟုတ်ရင်အမွေရပြီးတော့မှချမ်းသာလာနိုင်တာမျိုးတွေရှိပါတယ်အခုကျမပြောလိုက်တဲ့အချက်လေးတွေနဲ့ budget မှာရှိနေတဲ့သူတွေဟာဆိုလို့ရှိရင်တော့ချမ်းသာကြွယ်ဝဖို့လို့အတွက်ကိုကံကပို့ပြီးတော့များတဲ့သူများဖြစ်ပါတယ်ဒီ budget ဟာဆိုလို့ရှိရင်ကျမတို့ Western astrology tropical astrology ကိုရည်ရွယ်တာဖြစ်ပါတယ် tropical astrology chart မှာရှိနေတဲ့အရာများကိုသာရည်ရွယ်တာဖြစ်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်